ပြီးနာကင်းတူနိုင်ပါလေခင်ဗျာကျမ်းမာလေးနာမည်လေးသိရှိပေးပါခင်ဗျာသမီးလေးမတ်ဣရွှေစင်မတ်ဣရွှေစင်ကလည်းကျေးဇူးရှင်မိဘအဖို့ဘွားများကိုဦးထိပ်မှပန်းစင်တို့ဘယ်တော့လဲသမီးအလူတော်ငွေ9000ကျပ်ပါသမီးလျှောက်တဲ့ဘွားခီးတန်တူသောကျိုးကိုပေးတဲ့ထာဝရအေးချမ်းသာယာမှုတွေနဲ့ဒီလောကအလယ်မှာတော့ကမှန်သမျှပဲပွားလို့တော့နာဆိုတဲ့ပမာမွေးရေလူအေးပန်းလို့မွေးတဲ့သမီးလေးဖြစ်ပါသေးနှစ်သက်မှာကောင်းကျိုးအသေးချေနန္ဒထာဝရပြည့်စုံပြီးမိဘကျေးဇူးကြောင့်ဆက်နိုင်တဲ့သမီးကောင်းယတနာလေးဖြစ်ပါသေးမိသားစုတွေအားလုံးနဲ့နှစ်သက်မှာပျော်ရွှင်သာယာချမ်းမြေ့ကြပါသည်ကျမ်းမာရေးကောင်းပါသည်လက်ခင်ကုသိုလ်ပါမိသားစုများဒီလိုမျိုးကြီးရဲ့ကျေမင်တော်ကြီးဟာရာသီဥတုရဲ့ဘူရန်အောက်မှာအင်တန်ဘူလောင်လာတဲ့အတွက်အဲ့ဒီနေရာတွေမှာနေဘူကခင်းကြောင်ပြားကြီးတွေအစားလို့ခင်းလို့နိုင်ရန်ယခုအလူရှင်တို့မှများဖူးမြော်နေတဲ့အောင်ကြီးရှင်ပါကျော်ဘွားတော်မြတ်ကြီးရဲ့ကျေမင်တော်ကြီးမှာခင်းလို့နိုင်ရန်အတွက်ဒီဘက်လေနေဘူကကြောင်ပြားကြီးတွေတစ်ချက်စာတွေ1000 5ချက်စာတွေ9000ကျပ်ပါလမ်းခင်းတူသွားနိုင်ပါတယ်လမ်းခင်းခြင်းကုသိုလ်ဟာအင်ပဒံမုံမြတ်ပါတယ်ဓာမိဘရွယ်ဘိုးဘွားရွယ်သက်ကြီးရွယ်အိုရဟန်းရှင်တို့များပြည်သူဘုရားဥဒါတဲ့အခါခြေမပူနေမပူရအောင်ချုံးမွေစွာကြောက်တန်းနိုင်အောင်မိမိတို့လမ်းခင်းပေးရတဲ့ကောင်းမှုပါတစ်ချက်စာ1000ကျပ်နဲ့ဘယ်နှချက်စာပဲတို့တို့အမြင်နာမာလေးတွေနဲ့မှတ်တမ်းလေးတွေတင်လို့ကျေးဇူးရှင်မိဘများကိုကျေးဇူးဖြတ်လူနိုင်ကြသလိုပွဲတော်သူများကိုလည်းရည်ကျူးရည်မှန်တို့ရန်ပေးနိုင်ပါလေဗျာကျရကလေးတမန်လေးမိတ်ရှိတယ်ဘုရားကရေအဝဲထိန်ဟုတ်ကဲ့ပါဘုရားမကြီးတော်စမ်းကြီးမိသားစုရဲ့နိဗ္ဗာန်ဆိုပါဘုရားဘယ်လိုလိုက်ရလဲဘုကလေးမျိုးကမိသားစုရဲ့နိဗ္ဗာန်သူဖြစ်ပါတယ်ကျေးဇူးရှင်နှစ်ပတ်သောမိဘဘိုးဘွားများအမှုထားလို့အနန္တရငါးပါးဥဒိတ်မှာပန်းစင်ပြီးလမ်းကျင်းကုသိုလ်ပြုပါတယ်မိသားစုတူတဲ့နေရာမှာတူသောကျိုးကိုပေးပါလေမိသားစုဆောက်တဲ့ဘဝပြည်တန်ထာဝရအေးချမ်းကြလို့ရွှေပြည့်တို့ဝေပြည့်တို့ရွှေချမ်းသာငွေချမ်းသာကိုကျမ်းမှာစိတ်ကြီးဘုကလေးမျိုးမှာလူတွေမရှိပြည့်စုံများလေရဲ့ကတုံးမကြော်နေနိုင်လို့အတူရင်းသက်တဲ့နဲ့မကွာလူနိုင်ပါလေနေ့စဉ်မှာကောင်းကျိုးမင်္ဂလာထာဝရပြည့်စုံပါလေတော်မူသည်နော်ဘုကလေးမျိုးကဘုရားမကြီးတော်မူသည်တာမိသားစုတို့ရဲ့နိဗ္ဗာန်စုပါဘုရားကျေးဇူးရှင်နှစ်ပတ်တော်မိဘဘိုးဘွားများအမှုထားလို့လမ်းခင်းတူပါတယ်မြတ်တော်တရားနဲ့လက်ပေါ်များလို့လက်ပြားမှာရွှေတိရွှေထီးမို့လို့စီစီမြင်းရံနိုင်ကြတဲ့မိသားစုတွေဖြစ်ကြပါလေကတုံးမကိုကြော်နေနိုင်လို့အတူရင်းသက်တဲ့နဲ့မကွာလူနိုင်ပြီးနေ့စဉ်မှာကောင်းကျိုးအသင်ချေနာတာထာဝရပြည့်စုံပါလေမိသားစုဟုတ်ကဲ့ပါနာမည်လေးရတယ်မတင်တင်ခိုင်မတင်တင်ခိုင်ဘုရားမလေးမတင်တင်ခိုင်မိသားစုမှာနိဗ္ဗာန်စုပါဘိုးလေးရတယ်နော်ဘိုးလေးမျိုးကမှ10လေးနော်အားလုံး10လေး5လုံးလားဘုရားမလေးမတင်တင်ခိုင်လို့မိသားစုလူတဲ့နေရာမှာတူသောကျိုးပေးကြတယ်အတန်ဤကောင်းခြင်းအတန်သာယာခြင်းအတန်ကိုယ်စာတိတ်မှလည်းပြည်ကြတဲ့မိသားစုတွေကြပါလေရှိပြည့်တဲ့မိသားစုတွေချမ်းသာကိုချမ်းသာပုံစံမှာသိပြီးလို့ဒီရှိတဲ့လောကအလယ်မှာဟုတ်တာပါလေဘာလို့နာစေမောမေးဒီလူတွေဘာလို့ဒီမိသားစုတွေကြပါလဲကြတယ်ကောင်းတာပါလေဒီတဲ့ပုံစံလေးရှိနေတာပါဘုရားကကြီးပြရတယ်ဒီကြမအောင်မယ်
ကျေးဇူးလေးတင်ပါတယ်ဟုတ်တယ်လို့ပြန်ရအောင်ငါတော့ကောင်းတယ်ကျေးဇူးလေးတင်ပါတယ်ခင်ဗျာခင်ဗျာဒီနေ့ကကျေးဇူးပါတယ်ဒီပါတော့ဒီလိုကျေးဇူးလေးဟုတ်တယ်လို့ပြန်ရအောင်ငါတော့ဒါနဲ့ဒီလိုကျေးဇူးကောင်းတာကျေးဇူးပါတယ်ကျေးဇူးပါတယ်ဒါကျေးဇူးလေးနော်ဒီပိတ်ကြဆိုရှာတော့ပုံကိုရောက်ဒီလက်မလေးပါကြိုက်တယ်ဟိုဒီလိုပြင်လာนี่แหละมองอยู่ไล่ล่ะนี่แหละมองอยู่ไล่ค่ะဒီလားကဲတော့ကြမလားစပြားလေးရောမမတာဘယ်တော့လဲဘယ်တော့လဲဘိုက်စားလေးကို去哪里？自己方便拿。